ဒီထိုင်ဖြတ်တန်းသွားလာပုံချင်းတူပါမလားမတူနိုင်ဘူးနော်လောကဓာတ်တရားတွေနဲ့တွေ့လာရင်စိတ်ချမ်းသာအောင်နော်အစဉ်ပြေအောင်ဘလို့ရင်ဆိုင်ရမလဲဆိုတဲ့နော်နီလန်းတွေသိပုံချင်းကိုတူမလားတုံ့ပြန်ပုံချင်းကိုတူမလားမတူပါဘူးနော်လောကလူသားတွေဟာကိုသိတယ်လို့လုံနေကြတာကိုလုံတယ်လို့ဖြစ်နေကြတာဒီစကားလေးနှစ်ခွန်းကိုတည်တည်ချာချာလေးအာယုံစိုက်ကြည့်သမ်းပါကိုသိတယ်လို့လုံနေကြတာကိုလုံတယ်လို့ဖြစ်နေကြတာခုဒီကရမတို့ဦးဇင်းတို့မှာနော်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေစိတ်တိုင်းကြားသည်ဖြစ်စေမကြားသည်ဖြစ်စေကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကိုယ်တန်တမှာဖြစ်နေတဲ့အရာအလုံးဟာကိုလှုပ်ထားတဲ့အတိုင်းဖြစ်နေတာအဲ့ဒါကိုလက်ခံရလားကံကံရဲ့ကျိုးလက်ခံနော်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုယ်မှာရထားတာကိုယ်မှာဖြစ်နေတာမှန်သမျှသည်ကိုယ့်ရဲ့ဖန်တီးချက်တွေကြီးပဲဆိုတာလက်ခံရလားကိုလှုပ်ထားတဲ့အတိုင်းဖြစ်နေတာနော်အဲ့လိုဆိုရင်ကိုကဘလို့လှုပ်လိုက်တယ်လဲကိုကတော့ကောင်းမယ်ထင်လို့လှုပ်လိုက်တာပေါ့ပို့ပြီးတော့တိကျအောင်ပြောရရင်ကိုသိတယ်လို့ကိုနားလေတယ်လို့လှုပ်လိုက်တာပေါ့ဟုတ်တယ်မဟုတ်လား